ကဲအနေနဲ့ရကကျွန်တော်ရဲ့ရွှေစကားငွေစကားမိတ်ဆွေအားလုံးကျွန်တော်ရဲ့ဗီဒီယိုပရိသတ်တွေကိုစာဖတ်ပရိသတ်တွေကိုကာတွန်းပရိသတ်တွေကိုအားလုံးကိုယ်စိတ်နှပြကျမ်းမာတည်တဲ့ကျမ်းမာအောင်ချမ်းသာတည်တဲ့ချမ်းသာအောင်စွမ်းဆောင်တော်မူနိုင်ကြပါစေ။ကံဉဏ်ဝိရိယသုံးချက်လုံးအားကောင်းအောင်လဲကြိုးပမ်းတော်မူနိုင်ကြပါစေခင်ဗျာ။ရွှေစကားငွေစကားအစီအစဉ်ကျွန်တော်ညစဉ်စူးစမ်းပြီးတော့ဒီဇင်ယွန်ဒီ page ကနေပြီးတော့စူးစမ်းပြီးတင်ဆက်ပေးနေပါတယ်။အနေနဲ့ရကမိတ်ဆွေများအတွက်လဲအသုံးတည့်ကြအကျိုးထူးကြတယ်ဆိုတာပြန်လဲကြားသိရတဲ့အတွက်ဝမ်းသာမိပါတယ်ခင်ဗျတခုရှိတာကတော့ကျွန်တော်မကြပြောလို့ရှိသလိုပဲဒီကိစ္စတွေဟာစက်သားဟင်းချက်တဲ့အခါမှာစားခတ်တဲ့လောက်ပဲအသုံးပြုတင်ပါတယ်အဲ့ဒီတပို့သွားရင်လည်းမကောင်းဘူးနော်စက်သားတစ်ပိတ်သာချက်တဲ့အခါဟာစားလေးတင့်တော်ုံထည့်လိုက်ရင်လေအရသာကိုအရန်ရှိသွားတာပဲအဲ့ဒါနဲ့စားတလောက်ထထတောင်အရသာရှိတယ်ဆိုရင်ကဲစက်တစ်ပိတ်သာကိုစားတစ်ပိတ်သာကွာဆိုရင်တော့အဲ့ဒီဟင်းပြည့်စည်သွားမှာပါပဲဒါကြောင့်ကို့မှာစက်သားရှိနေဖို့တော့အရေးကြီးတယ်စက်သားမရှိဘဲနဲ့စားထက်ချင်ရင်လည်းရမှာမဟုတ်ဘူးလွန်သွားရင်လည်းရမှာမဟုတ်ဘူးကိုယ်တိုင်ကလည်းစက်သားဖြစ်နေမှသာလင်စားခတ်တဲ့အခါမှာစက်သားအရသာထွက်လာမှာပါနော်ဒါကြောင့်မိမိကိုယ်တိုင်ကတော့အရေးကြီးဆုံးဖြစ်ပါတယ်လူကြီးသူမတွေဆုံးမလေးရှိတဲ့ကြောက်ခဲကိုစီညစ်လို့မထွက်ဘူးဆိုသလိုပဲကြောက်ခဲကိုရရခြေတိုက်ဆိုင်လို့လည်းစီမထွက်ပါဘူးလောကကြီးမှာဘာနဲ့လို့စီမထွက်ပါဘူးကြောက်ခဲရတော့နော်ကဲအဲ့တော့ဘာပဲပြောကျွန်တော်ရဲ့ရွှေစကားငွေစကားအစီအစဉ်လေးရတစုံတစ်ခုသောအဖန်အပိုးလေးဖြစ်ပေါ့အနေဆုံးကျွန်တော်ရဲ့နှုတ်ဤလက်ဆောင်ပေါ့ဗျာအဲ့ဒါလေးဖြစ်နေအသုံးတဲကြပါစေမနေ့ပြန်မှာတော့ငါဒါလေးလုပ်မယ်ဒါလေးမလုပ်ဘူးဒါလေးကတော့ဂယုဆိုင်မယ်ဒါလေးကတော့စူးစမ်းရင်အောင်မြင်မယ်စသဖြင့်ချိန်ဆနိုင်ကြပါစေကောင်းစရာရှိတာဒီပိုကောင်းအောင်အခက်အခဲကြုံလာမယ့်ကိစ္စဆိုလဲအပြေလေဆုံးဖြစ်သွားအောင်ဒါလေးတွေအသုံးချနိုင်ကြပါစေခင်ဗျအဲ့တော့ဗီဒီယိုလက်ဆောင်နဲ့အတူကျွန်တော်မှတ်ဖွဲ့မှတ်ရစကားလက်ဆောင်လေးတွေလည်းပြောပြလေးရှိတယ်ပေါ့အချို့ပရိသတ်တွေကကြတော့အဲ့ဒီစကားလက်ဆောင်တွေတောင်ပို့ပြီးတော့နှိမ့်ချိုက်ကြတယ်ဆိုတော့ဒါလေးတွေကလည်းဘာပဲပြောကိုရေနဲ့ကောင်းနဲ့ဝင်သွားကိုသာသမီတူမတပီတပန်းမိတ်ဆွေအပေါင်းအသင်းဒီပုံမြင်လေးတွေလည်းလက်ဆင့်ကမ်းပြီးတော့လည်းပဲကျွန်တော်တို့လူပေါင်းလောကအတွက်ဒါကောင်းအောင်ကောင်းကျိုးဖြစ်ပဲနေရမှာလဲဒါလေးကအသုံးတဲ့ကြပါသေးဗျနော်ဒီနေ့ကျွန်တော်ပုံမြင်လက်ဆောင်လေးတခုခေါင်းနဲ့ပေါ်လာတာကအဖမင်းတင်ကပြောပြလေးရှိတဲ့ပုံမြင်လေးပါတခါတော့အဖွားကြီးတယောက်ကအသက်80ကျော်80ပေါ့နော်ခါလဲကိုင်းနားလဲထိုင်းမျက်စိကလည်းမှိုင်းမိတုံချိနဲ့ရွာတရွာရဲ့ထိတ်မှာအဲ့ရွာမှာလမ်းမီတိုင်ရတယ်တိုင်းပဲရှိတယ်အဲ့ဒီရွာထိတ်ကမီးတိုင်အောက်မှာသူကုန်းနဲ့တခုလိုက်ရှာနေတာပေါ့ဗျာအဲ့ဒါကိုမြင်သွားတဲ့ဘေးကကာလာသားတွေကလာစုံစမ်းတယ်အဖွားကြီးကိုကူညီရအောင်အဖွားကဘာဖြစ်လို့လဲအပြောက်လို့ကွယ်အိုးဒုက္ခပါပဲအဖွားကြီးအသက်ကြီးကမှမမြင်မဆန်းနဲ့တုံကြီးနဲ့သူအကလည်းပျောက်သွားရှာတယ်ပစ္စည်းကြီးမှလည်းမဟုတ်ဘူးနော်ဆိုတော့ကဲလိုက်ရှာပေးကြတာပေါ့အဲ့တော့လူငယ်ကာလာသား3-4ယောက်အိုင်နာမှာကုန်းရိုးနဲ့ဆိုတော့ဘေးကမြင်ကြတဲ့လူတွေလည်းအိုင်နာတစ်ဖေးနဲ့ဝိုင်းလာကြတာဘာဖြစ်တာလဲဒီအမေအိုကြီးကွာအပြောက်လို့တယ်အသက်ကကြီးနဲ့တနာပါတယ်ဆိုတော့ဘေးနာအိမ်တွေကလည်းဟာမီအိမ်နေနော်မီကွက်တွေဓာတ်မီတွေယူလာပြီးတော့ဝိုင်းရှာတာအိုင်နာမှာယုံနဲ့ရွာတကြီးကပါလာပြီပေါ့နော်အပြောက်ရှာပွဲကြီးကျင်းပါတာနိုင်ဝတ်တနာကြီးရှာတာမတွေးကြဘူးသူတို့ခမရလဲအဖွားယူတနာတော့တေချာရှာပေးတာအဲ့တော့မှတယောက်ကသတိရပြီးအဖွားနေပါဦးဟိုဘယ်နားမှာဘလို့ပြောက်တာအော်ထမိန်လေးပြဲလို့ချုပ်တာကွယ်ဘယ်မှာချုပ်တာအိမ်မှာလေအဲ့တော့အဲ့ဒါချုပ်ရင်းနဲ့အကချော်ပြီးတော့အောက်ဂျပေါက်ထဲကိုကျမ်းပေါက်ထဲကိုအောက်ကိုကျသွားတာကွယ်ဟာဒါဖြင့်အကအိမ်မှာပြောက်တာဗောဟုတ်တယ်လေအဲ့ဒါဘာဖြစ်လို့ဒီမိတဲ့အောက်ကိုလာရှာတာလဲအော်ပစ္စည်းရှာရင်မှောင်နေမဲဘယ်လိုလုပ်ရှာမလဲကွယ်မမြင်မစမ်းနဲ့အဲ့တော့လင်းတဲ့နေရာမှာလာရှာတာဗောဆိုတော့မှကာလာသားတွေရွာသူရွာသားတွေမှလည်းငိုအခက်ရီအခက်နဲ့အော်ဒုက္ခပါပဲနော်အပြောက်တာကအိမ်မှာပြောက်တာအဲ့ဒါမီးအလင်းအောင်ရှိတဲ့ဓာတ်မီးလိုက်အောက်မှာလာပြီးရှာတယ်တဲ့ဘယ်လိုတွေ့မှာလဲအချိန်ကုန်လူပန်းငွေပန်းဆိုတာတွေပဲဖြစ်မှာပေါ့အဲ့တော့ကျွန်တော်တို့ဘဝတွေမှာလည်းပဲအဲ့ဒါလို့အဖွားကြီးအပြောက်ရှာတယ်လို့တလွဲကြီးဖြည့်ရှင်းခဲ့ကြတာတလွဲကြီးရှာခဲ့ကြတာတွေဘယ်လောက်များပြီလဲပြန်စဉ်းစားကြည့်ပါဦးနော်ဆိုတော့တစ်နှစ်ကနေ2နှစ်2နှစ်ကနေ3နှစ်3နှစ်ကနေ5နှစ်5နှစ်ကနေ10နှစ်ကျိုးတော့ကြိုးစားကြတာပဲနေ့ရှိတဲ့၍အားထုတ်ကြတာပဲသို့တော်လည်းပဲကိုအားထုတ်ပုံအားထုတ်နေကြီးကလမ်းလွဲချော်နေခဲ့ရင်
ပြဿနာဖြေရှင်းပုံဖြေရှင်းနည်းကလွဲချော်နေခဲ့ရင်တော့9နှစ်ကြာလဲပြီးမှာမဟုတ်10နှစ်ကြာလဲပြီးမှာမဟုတ်တက်တက်လုံးပြီးမှာမဟုတ်တက်တန်တရားလုံးပြီးမှာမဟုတ်ဘူးအဲ့တော့အရေးအကြောင်းတစုံတရာကြုံလာတဲ့အခါပြဿနာတစုံတရာကြုံလာတဲ့အခါမှာဖြည့်ရှင်းရမယ့်နေရာဖြည့်ရှင်းရမယ့်နီလန်းဖြည့်ရှင်းရမယ့်စနစ်အတိုင်းဆောင်ရွက်မှသာလျှင်အကျိုးထူးမှာဖြစ်ပါတယ်ကျွန်တော်တို့တဦးချင်းတယောက်ချင်းစီမှာအဲ့ဒါလိုအလွဲကြော်ဖြစ်ရင်လည်းဘဝမှာအများကြီးနဲ့နာဆုံးရှုံးသလိုကိုယ့်ရက်ွက်ထဲမှာလည်းပဲလှုပ်တဲ့နာကတစ်မျိုးလှုပ်နေတာကတစ်မျိုးဖြစ်ခဲ့ကြရင်လည်းပဲအဲ့ဒီရက်ွက်နဲ့နာပါတယ်ကိုမျိုးနဲ့လှုပ်တဲ့နာကဒီကိစ္စအဲ့ဒါကိုလှုပ်နေတာကဒီအကြောင်းအရာဆိုခဲ့ရင်လည်းမြို့နယ်မှာနစ်နာပါတယ်တိုင်းပြည်နဲ့ချီပြီးချက်ပြီးစဉ်းစားရင်လည်းပဲတိုင်းပြည်တစ်ပြည်လုံးမှာလည်းပဲဖြစ်တဲ့ဖြစ်လိုက်တာကဒီဥစ္စာလုံနေတာကဒါမျိုးရှောက်တဲ့လမ်းကဒီလမ်းသွားနေတဲ့လမ်းကဒီပုံစံစသဖြင့်လွဲချုံနေရင်တော့ကျွန်တော်တို့10နှစ်ကုန်သွားမယ်နှစ်20ကုန်သွားမယ်နှစ်30ကုန်သွားမယ်နှစ်50နှစ်60ကုန်သွားမယ်နှစ်ကြာပဲကုန်သွားမယ်ကျွန်တော်တို့တိုင်းပြည်ကတော့ဒုံရင်ဖြစ်နေရင်တော့ကံကောင်းအောက်ကိုပြုတ်မကျသွားရင်နောက်ပြန်မလိမ့်သွားရင်ကံကောင်းလို့ပြောရမှာပါပဲဒါကြောင့်တဦးချင်းတယောက်ချင်းစီကနေစပြီးကျွန်တော်မိတ်ဆွေများကိုရရွာကိစ္စမြို့နယ်ကိစ္စတိုင်းပြည်ကိစ္စတွေမှာဖြည့်ရှင်းတဲ့ကိစ္စကတစ်မျိုးဖြည့်ရှင်းနေတဲ့ပုံစံကတစ်မျိုးအလွဲအချော်များဖြစ်ခဲ့ကြရင်တတိမူပြီးတော့အချိန်ကုန်ငွေပန်းလူပန်းတွေမဖြစ်ရလေအောင်ပင်မအကျိုးစူးစမ်းအကျိုးတွေနှက်ကြလေအောင်တချို့ကိစ္စတွေမှာတော့စင်စင်စားစားချင့်ချင့်ချိန်နဲ့ဆောင်ရွက်တင်ပါတယ်ဆိုတဲ့စကားလက်ဆောင်လေးပါပါတယ်ခင်ဗျာကဲအပြောက်ရှာတဲ့အဖွားကြီးလိုမျိုးတက်လွဲတဲ့ချော်မဖြစ်ကြပါစေနဲ့သူကတော့ကဲရွှေစကားငွေစကားဂျွန်လာတရက်နေ့အတွက်တောင်းတိုက်တွန်းလိုက်ပါလေကဲဆုံးကြပါမယ်နော်